这段时间还是在乃乌家这个方向。由于在高海拔地区，所以这边的产物还是相当丰富的。这段时间也正是这边生姜上市的时间。两个妹子由于学历比较高，都是上到了10年级，相当于咱们国内的高中毕业生了，比大部分同村人呢要高得很多。毕业后又早早步入社会，所以干农活的机会并不多，干的呢也就没那么熟练。我对员工一向的宗旨就是劳逸结合，张弛有度，白天干活，晚上放松。今天路过这边的时候，刚好看到热闹的一幕。我们这边呢是叫赶摆，就是集吃喝玩乐为一体的大型户外娱乐项目了。在目前缅甸这样紧张的局势下，让我们一起看看当地的老百姓是怎么做到苦中作乐的。အောင်တွေတော့လာမင်းကြီးလဲကိုရောင်ဝါရီမဲ့ထွန်းလင်းတော့မောင်မဲလုံးနဲ့ကောင်းကင်မှာချယ်ရီကင်းလို့စင်တကောင်းရမရွာတဲ့မိုးဆွေရောတန်တွေကိုပြန်ကြရင်တွေ့ထင်အောင်မမင်းစကားသံလားလေးတန်လားအချီကောင်းတို့အရာရာတွေဖန်တီးသူချင်းမြတ်တာတွေနေတကယ်မသိတဲ့စင်မရောက်ခင်မှာများတွေကုန်နေပြီကိုချစ်ရသူဟာမချစ်ဘူးလို့ပြောတဲ့အတန်ကိုချိန်ချိန်နာတဲ့ကြာရောက်ပဲတင်တန်တွေထက်နေသည်မင်းမချစ်တဲ့လောကမှာကိုဘဝအတိတ်ပဲမဲ့ဥပြစ်ခါတွေတိမ်များနောက်ထပ်တစ်ခေါက်ဆုံးရှုံးစရာပါမှမရှိပါငါတယောက်တည်းထားလိုက်ပါမင်းမချစ်တဲ့လောကမှာကိုဘဝအတိတ်ပဲမဲ့ဥပြစ်ခါတွေတိမ်များနောက်ထပ်တစ်ခေါက်ဆုံးရှုံးစရာပါမှမရှိပါငါတယောက်တည်းထားလိုက်ပါ后面的项目就有点刺激了，下次单独给大家讲解。